ဟုတ်နေရပြောဒီနေ့ကို15မိနစ်စာဖတ်ရင်းနဲ့ပညာရဲ့တစ်ခုနဲ့ပတ်သက်ပြီးတော့2နှစ်နေပညာရှင်ဖြစ်တယ်9နှစ်ဇက်တိုက်ဖတ်ရင်အဲ့ဒီပညာရဲ့ကိုနိုင်ငံတကာချပြနိုင်တဲ့အထိပညာရှင်ဖြစ်ပါတယ်ပြိဿသမုပ္ပါကျမ်းနေမြန်မာမှာရေးထားတဲ့ကျမ်းတွေရှိတယ်ဒီနေ့15မိနစ်ဖတ်တစ်နှစ်ဖတ်ရင်ကုန်တယ်2နှစ်တာဖတ်အကုန်ထုံးလို့မွေလေတော့အကုန်ပြီးသွားခုအရှင်များတို့ပြိဿသမုပ္ပါဟောရမယ်ဆိုမှပြူးပြဲလို့လိုက်ရှာနေကြတော့အဲ့ဒါလျှောက်တာပါဒီနေ့ကို15မိနစ်လောက်ဖတ်တာနဲ့ရှင်ပြတို့အလုပ်ဖြစ်သွားလိမ့်မယ်ဒီနေ့နိုင်ဝက်ဖတ်ရင်တော့သူများကိုတဆတိုးပြီးတော့ဒီလိုတော့8ရောက်နေမှာပဲဒီနေ့တနိုင်ဖတ်ရင်2ဆတိုးပြီး8ရောက်နေမှာပဲအဲ့ဒါ8မြန်မြန်ရောက်8မြန်မြန်ဖတ်ဗျာများများဖတ်များများလေးလာအဲ့ဒါဆို8မြန်မြန်ရောက်တယ်ဗျာဒီနေ့ကိုဘယ်လောက်တော့15မိနစ်နေရင်နိုင်ဝက်ထက်တနာရီဆိုရင်ဒီနေ့ကို365ရီ365နာရီရက်ပေါင်း15ရက်ရှိတယ်ဒီနေ့ကိုတနာရီစာဖတ်တာနဲ့ဒီနေ့ကို15ရက်လုံးလုံးစာဖတ်နေတဲ့သူပဲ24နာရီအပြည့်စာဖတ်နေတဲ့သူဖြစ်သွားတယ်ဒီနေ့ကိုတနာရီပဲချိန်ပေးရတယ်နော်ဒီနေ့အဲ့ဒါဆိုဒီနေ့ကိုတနာရီချိန်ဖြုံးလိုက်ရင်ဒီနေ့ကို15ရက်နှုတ်350ပဲကျန်သွားတယ်ဒီနေ့ဒီတော့ post လေးခုညနေပိုင်းတင်ဖို့ဆိုရေးထားတာဒီတော့အသက်40နှစ်ရက်ပေါင်း1000ခွဲဒီပြီးတော့သုံးသွားပြီဒီပြီးတော့နောက်ထပ်80တိနေရာရင်နှစ်30ရှိတယ်ရက်ပေါင်း1000ပဲကျန်တော့တယ်ဒီတော့အတွက်ရှင်များတို့ဘာကြောင့်အချိန်ဖြုံးနေကြတာလူတစ်ယောက်အတွက်ရက်ပေါင်း3000ပဲအချိန်ရှိတယ်ရှင်များတို့အချိန်ပိုးမနေနဲ့ရက်ပေါင်း3000ဒီပြီးတော့တက်ပဲချိန်ဖြုံးမပြည့်ကြနဲ့နော်တန်ရှင်းသိကြည့်တယ်တနေ့ကို2နာရီချိန်ဖြုံးလိုက်ရင်ရှင်များတို့အခုတနေ့2နာရီမကဘူးချိန်ဖြုံးနေတာတနေ့2နာရီချိန်ဖြုံးရင်တနေ့ကို1လရော့သွားပြီ17လပဲဒီပြီးတော့ပိုင်းရှိတာအဲ့ချိန်လေးသားချိန်လေးထပ်နှုတ်အလကားမောဂပုရိသတုတ်ဆကုံမမောဂဝေမောဂကာလဆိုမောဂပုရိသပဲလေဗျာမောဂပုရိသကဘာကိုပြောမောဂကာလဖြစ်နေလို့လေဟုတ်လားမောဂကာလဖြစ်နေမောဂကုရိဗျာမောဂပုရိသတုတ်ဆကုံမဆိုတော့ဘာနှအိုးခွဲတယ်ဗျာနှအိမ်တွင်းတင်တဲ့နှအိုးကဒီလောက်လေးတွေဗျာအိမ်တွင်းမောင်မတင်တယ်ဒီလောက်အိုးလေးတွေကိုဗျာဟုတ်ဘူးလားအရှိရလဲလက်5လုံးလောက်ရှိမှာဗျာဒီလိုအိုးလေးတွေအိုးလေး2လုံးတင်ထားတာဟုတ်ဗျာအဲ့ဒီအိုးလေးတွေစွန့်ပြီးအိုးလဲတော့မယ်ဆိုဘယ်ပေါ်တင်ထားဝန်းရဲ့တိုင်လေးကိုချိတ်ထားတာဟုတ်ဗျာနောက်မှောက်ပြီးစွတ်ထားတာအဲ့နှအိုးကိုွေးသွားရင်ရောကလေးလေးတယောက်မစင်စွန့်တာချီအိုထားတယ်ပေါ့ဗျာကောဟာမလုံနဲ့ဟာနှအိုးနှက်ကင်လိမ့်မယ်အဲ့ဒါဆိုတော့ငါတို့တော့အိုးကင်မရှိလို့ပဲလော့ကျင်တာဒီလိုဟိုတော့ပဲနေတွေပါလေလှော်တာဟုတ်ဗျာလှော်ပြီးတော့ဒါပဲတွေပါလေလို့တော့ဒီလိုလုပ်တာဟုတ်ဗျပဲလော်လောက်အောင်လဲအိုးခွဲရမကြည့်ဘူးဒါဆိုချီလည်းမကောလောက်ပဲလည်းမလော်လောက်ဆိုတာနှအိုးခွဲလို့ပြောတယ်တုတ်ဆကုံမအဲ့ဒါဘာသာပြန်နှအိုးခွဲဘုရားပြောတာလေတတိတော့ဆရာပြောတယ်နော်လူတော့အသာတင်ခဲ့တဲ့ဆရာမင်းချီလည်းမကောလောက်ပဲလည်းမလော်လောက်တယ်ဟုတ်တယ်ဒီလိုဘုန်းကြီးတွေအဲ့လိုမဖြစ်သေးနဲ့ဗျာနှအိုးခွဲဖြစ်မယ်မြတ်စွာဘုရားရှင်ကတော့တုတ်ဆကုံမတဲ့မောဂပုရိသတဲ့မောဂပုရိသဆိုဘာဖြစ်နေလဲမောဂကာလတွေများနေမောဂပုရိသဖြစ်သွားမယ်တုတ်ဆကုံမဒါဘုရားငေါ့ခံရတာနော်အဲ့တော့ဘုရားအငေါ့မခံဘူးအရေးကြီးတယ်တနေ့ကို2နာရီဆိုတစ်နှစ်ကို1လတနေ့ကို4နာရီချိန်ဖြုံးနေတဲ့အရှင်ပြားတွေပရိယလည်းမဟုတ်ပฏิပတ်လည်းမဟုတ်စာပေလည်းမဖတ်ဟိုလိုဒီလိုဗလီပသာမရေမရာနဲ့လေဘာမှအလုံးမလုံးရင်ကာမဂုဏ်ခံစားနေတာပဲဟုတ်ဘူးလားမိမနဲ့နေမှမဟုတ်ဘူးဗျအဲ့ဒါဖော့မရဓမ္မအဆုံးဆိုတာပြောတာမိမနဲ့နေတာမိမရတာရရင်ရအောင်ဖော့တပတ်တက်လေးတော့ရရင်ရအောင်ဖော့မရဓမ္မအဆုံးဆိုအဲ့လိုပြောအလကားမနေရဘူးအစင်မသိလို့လူထွက်တော့ရှင်များတို့ဘုန်းကြီးတို့ကလည်းဘာလေးလာတင်ယူခဲ့တာမရှိဘူးဘာမှမတတ်ဘူးအဘုန်းကြီးလူတွေသုံးမရဘူးဆိုအဲ့လိုမျိုးပြောတာဘလောက်မခံရင်တရားကောင်းတော့ဘုန်းကြီးလူတွေကလူတွေထက်ပိုသုံးလို့ရအောင်အသိရဲ့အကျင့်ရဲ့လူတွေထက်သားနေရမှာဟုတ်ဘူးလားဗျာနော်ဒါတပည့်တော်မခံချင်ဘူးဆိုအဲ့ဒါပြောတာတပည့်တော်တို့ကဘုန်းကြီးလူထွက်လဲသားမယ်ဘုန်းကြီးဝတ်နေလဲလူတွေထက်သားအဲ့လိုမျိုးဖြစ်မှတပည့်တော်တို့ကဘောဂပုရိသမဖြစ်မှာဟုတ်ပြီလားဗျာအဲ့ဒါလေးတပည့်တော်တို့ကြည့်ဆိုင်ပါတနေ့ကို15မိနစ်တစ်ပတ်ကို1နာရီနဲ့45မိနစ်ရှိတယ်တနေ့ကိုနိုင်ဝက်ဆိုရင်တစ်ပတ်ကို3နာရီခွဲတနေ့ကို1နာရီဆိုရင်တနေ့ကို365နာရီဖြစ်တာဖြစ်တဲ့အတွက်ရက်နေတဲ့အတွက်တော့15ရက်အဲ့တော့တနေ့ကို2နာရီဆိုတနေ့ကို1လတနေ့ကို4နာရီဆိုတနေ့ကို2လမြန်မာပြည်မှာတနေ့ကို4နာရီလောက်အချိန်ဖြုံးနေလက်ဖိုက်ဆိုင်ထိုင်တာလို့ကျူထိုးတာလို့ချင်းခတ်တာလို့နဲ့မရေမရာဖြစ်နေတဲ့သူတွေဘယ်လောက်များဒါပြီး